အကြမ်းများဖြစ်မှန်ရင် group 1မှာဘာရှိလဲသူ့ရဲ့ထုံးစံအဖြစ် mask ရဲ့အရှိမှာရှိနေတဲ့စကားလုံးက e လေးဖြစ်နေရမယ်ဒါအကြမ်းမြင့်မှတ်တယ် group 2မှာဘာရှိလဲအကြမ်းများဖြစ် mask ရဲ့အရှိမှာ airline ရှိနေရင်ဒါ group 2ရဲ့ရောက်တယ်အဲ့ဒီမှာ group 2ကိုထပ်ပြီးတော့အခြေပြန့်ကြည့်မယ်ဆိုရင်အမားတို့ကချိုးရင်းချက်စကားလုံးလေးတွေလည်းရှိနေသေးတယ်ချိုးရင်းချက်စကားလုံးတွေကဘာလေးတွေလဲဆိုရင်ပထမတစ်လုံးကအမားတို့မြန်မာလိုပဲရင်မှတ်မယ်ဆိုရင်6လုံးရှိရနော်6လုံးရှိမြန်မာလိုရင်မှတ်မယ်အိယာထားတယ်နာယူကြည့်တယ်ရေချိုးတယ်ရေချိုးပြီးဘာလုပ်လဲအဝတ်စားလဲတယ်အဝတ်စားလဲတော့ကိုယ့်အိမ်ကိုကြည့်လိုက်တော့ကိုယ့်အိမ်မှာအမေကရှိတယ်ပြီးတော့အမေရှိတော့အမေရှိကပတ်စံကိုချီးယူတယ်ပတ်စံချီးယူတဲ့ပတ်စံကလည်းဘာဖြစ်လဲလုံလောက်တယ်ပတ်စံလုံလောက်တော့လှေကားပေါ်ကဆင်းသွားတယ်ပြီးတော့ကြိုက်တာလုပ်လို့ရတယ်အဲ့တော့ဒီ6လုံးကအမားတို့ group 2မှာရှိနေတဲ့ချိုးရင်းချက်စကားလုံး6လုံးဘာလို့ချိုးရင်းချက်လို့ပြောလဲဆိုတော့သူ့ရဲ့ဒီ verb တွေရဲ့အနေအထားကိုအမားတို့တစ်ချက်ကြည့်မယ်အဲ့ရထားတယ်ဆိုတဲ့ verb ကဂျပန်လို okimasu okimasu ဆိုတော့ဒီ mask ရဲ့အရှိမရှိနေတာက e line ဖြစ်ပြီးတော့သူက group 2ထဲရောက်နေတဲ့အတွက်ကြောင့်အမားတို့ချိုးရင်းချက်စကားလုံးလို့ပြောတာနောက်တစ်ခုထပ်ကြည့်အောင်မယ်နာယီကိုကြည့်ရနာယီကိုကြည့်တာကြည့်ရဆိုတဲ့ verb က mimas အဲ့တော့ mask ရဲ့အရှိမ e line ဖြစ်နေတော့အမားတို့ဒါကိုချိုးရင်းချက်စာလုံးလို့ခေါ်တယ်နောက်တစ်ခုကရေချိုးတယ်ဆိုတော့ abimas ဆိုတဲ့စကားလုံးကလေဒီတိုင်းပဲ mask ရဲ့အရှိမ b ဆိုပြီးတော့ e line ဖြစ်နေတဲ့အတွက်ကြောင့်မလို့အမားတို့ဒါချိုးရင်းချက်စကားလုံးလို့အားကြောင့်ခေါ်တာအဝတ်စားဝတ်တယ် kimas key ဆိုတော့ e line ဒီ keys ကဒီသွားတယ်လာတယ်ဆိုရဲ key နဲ့မတူဝတ်စားဝတ်တယ်ဆိုရဲ key အဲ့တော့အမားတို့စာကြောင်းတစ်ကြောင်းကိုကြည့်မယ်ဆိုရင်သူ့ရဲ့ key ကgroup 2လား group 3လားဆိုတာအရှိရစာကြောင်းကိုကြည့်ပြီးတော့ပြောရမယ်ပေါ့နော်သွားတယ်လာတယ်ဆိုရင်အရှိမနေရာတစ်ခုခုတွေဘာတွေပါမှာပေါ့ဝတ်တယ်ဆိုရင်တော့အရှိမဝတ်စားပါမှာပေါ့နော်အိမ်မှာအမေရရှိima ဆိုတဲ့စကားလုံးကလည်း group 2ပါပဲ group 2ရဲ့ train ချက်စကားလုံး6လုံးတွေကတစ်လုံးပါပြီးတော့နောက်ထပ်တစ်ခုပတ်စံချီးယူတယ်ကိုကသူများရှိချီးယူတယ်ဆိုရင် karimas mask ရဲ့ရှေ့မှာ e line ဖြစ်နေတဲ့အတွက်ကြောင့်မလို့အမားတို့ကဒီဟာကလည်း group 2ရဲ့ train ချက်စကားလုံးတစ်လုံးပါပဲပတ်စံကလုံလောက်တယ်ဆိုတော့ tarimas ကလည်း mask ရဲ့ရှေ့မှာ e line ဖြစ်နေတဲ့အတွက်သူကလည်း group 2ရဲ့ train ချက်စကားလုံးပဲပတ်စံပြီးရင်လှေကားပေါ်ကဆင်းနေဆိုတော့ orimas ခိုင်းတန်းကို orimas ဆိုတော့သူက mask ရှိမှာ e line ရှိနေတော့သူကလည်း group 2ရဲ့ train ချက်စကားလုံးပဲနောက်ပြီးတော့ကြိုက်တာလုံးလို့ရတယ် dekimas ကလည်း group 2ထဲမှာပါပြန်ရောအဲ့တော့ဒီစကားလုံး6လုံးကြည့်မယ်ဆိုရင် mask ရှိမှာအကောင်က e line နဲ့ရှိနေတယ်ဒါပေမဲ့သူက group 2ထဲရောက်နေတဲ့ train ချက်စကားလုံးတွေအဲ့ဒါဆိုရင်ဒီ verb တွေကို group ခွဲတဲ့ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက် video မှာပြန်တွေ့မယ်နော်